ဒီနေ့တော့ကယ်ရီမထွက်မဲ့တူတူဘာလုပ်လဲဆိုတော့ကြံနေတဲ့နေရာလေးတန်ရှင်းလောက်တာပေါ့နော်လုပ်တဲ့အချိန်ကတယောက်တည်းဆိုတော့ဟိုကရိုက်လို့မရအောင်ပြီးသွားမှပဲရိုက်ရတယ်ကန်လေးတော့တော်တော်တန့်သွားပြီရိုက်ပြမယ်ဒါလေးကတော့ကြံနေတဲ့အပိုင်းလေးတန်ရှင်းလောက်တာပေါ့နော်ပေါက်ပြတော့မှာဒါဒီကောင်ကတော့ဒီမိုက်ပုံနဲ့ဟိုပေါ်ပြက်မှာဟဲ့ဒီပေါ်မှာဘာတွေစိုက်မလဲဆိုတော့သွားသူလာသူတွေလမ်းသွားလမ်းလာတွေစားလို့ရအောင်မလာကားပဲနေဒီနားမှာတန်းစီဆိုင်မယ်ကံပေါင်းလို့နောက်ကြရင်တော့ဒီဘက်ကခြုံနေရဆိုကျွန်တော်ရှင်းနိုင်အောင်လုပ်ဦးမယ်ဗျာရှင်းနိုင်အောင်လုပ်ဦးမယ်ဆို plan လေးချနေရပါတော့ဟိုဘကန်တပတ်ကိုရှင်းကျင်တာဒီကန်တပတ်ကခြုံနေအဲ့ဒီလမ်းလေးပေါ့နော်အဓိကဒီကန်လေးတန့်သွားဖို့ဘာလို့လဲဆိုတော့ဒီကန်ကတောက်ရီကန်ဆိုတော့တောက်ရီကန်နဲ့တူအောင်ဒီခြုံလေးရှင်းကျင်တာကံပေါင်းဘေးလေးရှင်းပြီးတော့ဒီကောင်လေးဆယ်ကျင်တာပေါ့နော်ခုလောလောဆယ်တော့ကျွန်တော်အားလေးနဲ့နိုင်တဲ့လောက်လေးပဲရှင်းထားတယ်နောက်ကျရင်တော့ဒီကောင်လေးဒီဘေးရဟာတွေအကုန်ရှင်းထုတ်ပြီးတော့ကံလေးတန့်သွားအောင်လို့လုပ်ချင်တယ်ဗျာကျွန်တော်ရီမန်းချက်လေးပေါ့နော်ဟိုဘက်တော့ဆက်မရှင်းနိုင်တော့ခုလောလောဆယ်တော့နိုင်တဲ့လောက်လေးပဲပေါ့